ကျွန်တော်ကိုကယ်ဖို့အတွက်ကျွန်တော်ရဲ့ချစ်သူကမတန်ဆွမ်းဖြစ်သွားတယ်ဒါကြောင့် 3S အဆင့်ပါရမီရှိတဲ့သူမှာနောက်ဆုံးကြတော့ F အဆင့်စွမ်းရင်ပဲနိုးကြလာခဲ့တယ်သုံးမဝင်တော့တဲ့သူကိုကျွန်တော်ကခြေထောက်နဲ့ကန်ထုတ်ခဲ့တာပေါ့နောက်တော့သူမထင်မှတ်ထားတဲ့အခွင့်အရေးတွေရပြီးသူ့ပါရမီကပြန်လဲကောင်းမွန်လာတယ်ရေခဲနဲ့ဖျားဖြစ်သွားခဲ့တယ်လေသူကျွန်တော်ကိုလက်စားချေဖို့စူးစမ်းနေတော့ကျွန်တော်ကအရင်တည်းကတည်နေပြီဆိုတာတိလိုက်ရတော့စိတ်ဆွဲလန့်ဖြစ်ပြီးနှဆိုးအများကြီးဝိုင်းပြီးတိုက်ခိုက်လို့တည်ခဲ့ရတယ်ဒါကတော့ကျွန်တော်ဒီခန္ဓာကိုယ်ထဲကိုရောက်လာတော့ကဒီခန္ဓာကိုယ်ပိုင်ရှင်ရဲ့မှတ်ဉာဏ်တွေပဲတွေ့ပြနေတဲ့ကျွန်တော်ကတော့အမြင်တွေတော်တော်ကိုတုံ့လောက်သွားတာပေါ့ဒီကောင်ကတကယ်ကိုကျေးဇူးမတိတတ်တဲ့ကောင်ကြီးပဲဗျအခုမှစွမ်းရည်နိုးကြမှုမအောင်မြင်သေးတဲ့ကျွန်တော်ချစ်သူယူရန်ကိုကြည့်ပြီးကျွန်တော်ကညင်သားစွာနှစ်သိမ့်လိုက်တယ်ယူရန်မကြောက်ပါနဲ့ကိုမင်းကိုအမြဲတမ်းကာကွယ်ပေးသွားမှာပါလို့မျက်နှာမှာထိမိတဲ့အမူအရာနဲ့ယူရန်ပါလာနည်းနည်းလေးတော့အံ့ဩသွားတယ်ဒါပါရီလဲဟာငါသူများအတန်ကိုကြားနေရတာလား host ကိုနက်ဖျားမရဲ့ကံကောင်းခြင်းစနစ်ချိတ်ဆက်နိုင်ခဲ့တဲ့အတွက်ဂုဏ်ယူပါတယ်ဒီခန္ဓာကိုယ်ကိုကျေးဇူးရှိဘူးတဲ့နက်ဖျားမတွေအားလုံးကံကောင်းခြင်းစနစ်ကိုချိတ်ဆက်နိုင်ပါတယ်မင်းကရေခဲနက်ဖျားမယူရန်ကိုအလိုလျောက်ချိတ်ဆက်ပြီးသားဖြစ်နေပါတယ် host ကယူရန်ရဲ့အတန်ကိုပြီးပြည့်စုံစွာကြားဖြူနားထောင်နိုင်မှာပါငါကြောင်တောင်ဖြစ်နေတော့ယူရန်ကအမြန်နိုးထဖို့တိုက်တွန်းနဲ့ငါတတိပြန်ဝင်လာတယ်နိုးထခြင်းအဆင့်ကိုတွားလိုက်တာရွှေရောင်လင်းတဲ့တစ်ခုလင်းလက်သွားပြီး 3S အဆင့်အထူးစွမ်းအားဖြစ်တဲ့ hand off ကိုအောင်မြင်စွာနိုးထနိုင်ခဲ့တယ်ဒီစွမ်းအားကဘယ်တက်စင်စကေးကိုမဆိုကူးယူနိုင်တယ်ငါတော်တော်လေးပျော်နေခဲ့တာပေါ့ဒါပေမဲ့အဲ့ဒီနောက်မှာငါယူရန်ရဲ့အတန်ကိုကြားလိုက်ရတယ် hand off ကိုဆိုတာဘာလဲငါကစောင်းဆောင်တဲ့ယွန်းလော့ရဲ့ကံကြမ္မာကနေမလွတ်မြောက်နိုင်သေးဘူးဒါပေမဲ့မင်းကိုဒီတစ်ခါတတ်မဲ့သူကငါယူရန်ပဲငါကြောင့်နေတော့လူတိုင်းကပြောကြတယ်ဒီလိုထူးချွန်တဲ့ပါရမီရှင်တယောက်ကဘာလို့ဒီလိုအသုံးမကျတဲ့ရေးစားမျိုးကိုရှာတွေ့ရတာလဲတဲ့ကျမကရေတက်ပိုင်ရှင်ပါလူယူရန်ရဲ့စိတ်ကမဖြူစင်တာပဲအောက်တန်းစားလူဆိုးတွေကျမနဲ့လမ်းခွဲချင်ရင်မြန်တာလို့မင်းဒီနေ့လောက်တာတွေကိုငါပြန်ပေးဆက်ရလိမ့်မယ်ဒီမိမကဒီခန္ဓာကိုယ်ရဲ့မူလပိုင်ရှင်ကိုတကယ်မုန်းတာပဲဒါပေမဲ့ကျမကအဲ့ဒီလိုလူမျိုးမဟုတ်ဘူးဒီနေ့ကျမအားလုံးကိုတစ်ခုလောက်ကျင်းညာချင်ပါတယ်လူယူရန်ကကျမကိုကြည့်ပြီးဒီအချိန်ကိုစောင့်နေပုံရတယ်ဒီမြင်ကွင်းကအရင်ဘဝတုန်းကနဲ့အတိအကျတူနေတာပဲနောက်ဆုံးတော့ရောက်လာပြီလားကျမတစ်ခါကြုံဖူးပြီးဘာလို့ရင်ထဲမှာနာကြနေရတာလဲကျမသူ့ကိုချစ်နေတော့မဲလားသူကတီးတက်လန်းခွဲလို့ရတာကိုနောက်ွယ်ကနေကျမမိဘတွေကိုဒုက္ခပေးတော့မှာမဟုတ်ဘူးကျမသူ့ပေါ်မှာအဆုံးမရှိတဲ့မုန်းတိမှုပဲရှိတယ်ချစ်ချင်းမြတ်တာမရှိတော့ဘူးကျမအသက်ပြင်းပြင်းရှူပြီးအော်ပြောလိုက်တယ်ယူရန်က F အဆင့်စွမ်းရည်ပိုင်ရှင်ဖြစ်ပေမဲ့ F အဆင့်စွမ်းရည်ပိုင်ရှင်ဖြစ်ပေမဲ့ continue ဒါပေမဲ့အဲ့ဒါကြောင့်သူ့ကိုကျွန်တော်စွန့်ပစ်မှာမဟုတ်ဘူးအားလုံးလည်းဒါကိုမှတ်မိကြမယ်လို့မျှော်လင့်တယ်နောက်တစ်ချိန်မှာဘယ်သူမှမဆိုကျွန်တော်ရှိမှသူ့ကိုမကောင်းပြောရရင်ကျွန်တော်တို့ယူရန်အတွက်သူ့ကိုသင်ခန်းစာပေးမှာအမှန်ပဲလူယူရန်ကမိုက်တယ်သူကကျွန်တော်ကိုအရှက်ရအောင်အရန်ဆိုးွားတဲ့စကားတွေပြောမှာပဲဒါဆိုအတိတ်ဘဝကခက်ခဲကြမ်းတမ်းတာတွေကိုကြော်ဖြတ်ခဲ့ရတာနဲ့နတ်ဖျားဘဝရဲ့အောင်မြင်မှုတွေအကုန်လုံးကပုံရောင်တွေလားမဖြစ်နိုင်တာဒီတစ်ခါပြန်လဲမွေးဖွားလာတော့အရင်စစ်နတ်ဖျားရဲ့ပါဝါအချို့ကိုထိမ့်သိမ်းထားနိုင်ခဲ့တာပြန်လဲမွေးဖွားလာတာကြောင့်တက်ရောက်မှုရှိတာလားလူယူရန်တွေငင်းငင်းဖြစ်နေတော့ကျွန်တော်သူ့ကိုအားရပါရဖတ်လိုက်တယ်ယူရန်စိတ်မပူပါနဲ့ကျွန်တော်မင်းကိုထားခဲ့မှာမဟုတ်ဘူးမင်းရဲ့လှပတဲ့အနာဂတ်ကိုကျွန်တော်နောက်နေစီမှာမဟုတ်ဘူးအဲ့လိုမျိုးပြောလိုက်ပေမဲ့လူယူရန်ကတော့ကျွန်တော်စရိုက်ကပြောင်းလဲမှာမဟုတ်ဘူးလို့ပဲတွေးနေတော့မဲ့သူ့အတွက်ကြံစည်မှုတစ်ခုခုစောင့်ကြိုနေအောင်ပါပဲရှင်ကျွန်တော်ကိုကပ်ပြီးတဲ့အကယ်ဒမီပို့ခွင့်ရှိတယ်ဝမ်ယန်ကျွန်တော်အရန်ပြောတာပဲကပ်ပြီးတဲ့အကယ်ဒမီကထိပ်တန်းအမှုပညာကျောင်းပဲအဲ့ဒီကျောင်းကကျောင်းသားတွေဘလောက်ပဲဆိုးဆိုးသူတို့တွေအားလုံးကထူးချွန်တဲ့အရေးချင်းရှိတဲ့သူတွေကြီးပဲလူယူရန်မျက်နှာပြောင်းသွားတယ်ကျွန်တော်အရန်ပြောတယ်ရှင်ကကျေးဇူးတည်တတ်တဲ့ဆရာမတစ်ယောက်ပဲရှင်ကကျူကျိုးမှာအလားအလာအကောင်းဆုံးထိပ်တန်းနိုးထသူပဲလူယူရန်ရဲ့အတန်အစ်စ်ကိုကြားပြီးတော့ကျွန်တော်ဘာလို့ခေါင်းကိုက်မှန်းမသိဘူးဘာလို့ကျွန်တော်လိန်ထားတဲ့အခြားမိန်းကလေးတစ်ယောက်ထက်ရှိနေတာလဲကျန်းဟန်ကကျွန်တော်ကိုငြိမ်ငြိမ်လေးကြည့်နေတယ်ဒါပေမဲ့သူ့အတန်အစ်စ်ကတော့ရင်းနေတာပဲကြားလာပြီးတော့မတွေ့တာကျွန်တော်ကိုရှိရှိသမျှအရင်မြစ်တွေနဲ့ပြုစုပြောထောင်ခဲ့တယ်အဲ့ဒီတုန်းကကျွန်တော်ရှင်ကိုမပေးခဲ့ဘူးရှင်ကမကြည့်ပြင်းသေးဘူးဆိုတော့ကျွန်တော်မထိန်ချုပ်နိုင်သေးဘူးရှင်မဆွဲယူရင်ကျွန်တော်ရှင်ကိုနောက်တော့ပေးဖြစ်မှာပဲကောင်းပြီရှင်ကျွန်တော်အပေါ်မကျေနပ်ချက်ရှိမယ်လို့မထင်ထားခဲ့ဘူးကျွန်တော်မိုးကြိုးနဲ့ဖျားဖြစ်တိုးမြင့်ခံရမယ့်အရေးကြီးဆုံးချိန်မှာရှင်ကျွန်တော်ကိုထောင်ချောက်ဆင်ခဲ့တယ်ရှင်တစ္ဆာဖောက်တာကကျွန်တော်ကိုတကယ်ရင်ကွဲနာကြစေတယ်အမားတွေဆက်တိုက်ပဲလက်ပွေရာတွေရဲ့အတန်ကိုကြားလိုက်ရတော့ဥယျာဉ်ပြားတွေပါထုံကျင်သွားသလိုပဲဒီကလူယူရန်ကိုချော့ဖို့ကလွယ်တာမဟုတ်ဘူးနော်သူမထက်မတာရင်တော့မလျှော့တဲ့ဆရာချမ်းဟန်ကနောက်တစ်ယောက်ထက်ရောက်လာပြန်ပြီးငါလိုလူရိုးလူဖြောက်တစ်ယောက်ကိုမင်းဘသူဘိုးဘွားတင်ချိုင်းကိုတွားတူးခဲ့လို့လဲကွာဘာလို့ဒီလိုလူမိုက်တစ်ယောက်စီမှာငါကြုံရတာလဲဘာကြောက်နေလဲမင်းရဲ့မျိုးဆက်သုံးဆက် S အဆင့်အရေးချင်းတွေကိုပြဆန်းပါအောင်ချမ်းဟန်ကတော့အကုန်လုံးကိုရင်ထဲမှာတိနေခဲ့တာပေါ့မနေ့တနေ့ကငါရောက်လာတော့ကသူ့ရဲ့စူပါအဆင့်မြင့်မော်ပညာကိုတိုက်ရိုက်ကူးယူခဲ့တာသူစီကနေတိုက်ရိုက်ကူးယူလိုက်တာအဲ့ဒီတုန်းကသူကအရန်ပျော်ခဲ့တာပေါ့ငါကခုမှနိုးလာလို့တေချာမကျွမ်းကျင်သေးဘူးလို့သူကထင်နေခဲ့တာအခုပြန်တွေးကြည့်တော့ငါကအသက်80အရွယ်လူကြီးစိတ်ရှိနေခဲ့တာပဲဒီတစ်ခါလဲဒီမော်ပညာကိုထပ်ကူးရအောင်ပါလားငါတေချာစဉ်းစားပြီးထပ်ကူးဖို့ဆုံးဖြတ်လိုက်တယ်နည်းနည်းတော့ပြောင်းလဲရမယ်မဟုတ်ရင်အရင်ပုံစံအတိုင်းပြန်ဖြစ်သွားလိမ့်မယ်ကူးလိုက်ခရမ်းရောက်မိုးချိုးအရင်တိုင်းပါပဲကျန်းဟန်ကတော့မှောင်မိုက်နေတဲ့ကောင်းကင်ကိုစိုက်ကြည့်နေခဲ့တာပေါ့ဒါပေမဲ့မထင်မှတ်ပဲဒီတစ်ခါမိုးချိုးကသူ့ကိုမပစ်ပဲမော်ပညာသုံးဖို့လုပ်နေတဲ့ငါ့ကိုလာပစ်ချလိုက်တာပဲကျန်းဟန်ကတော့မျက်ခုံးတွေတွန့်ပြီးရင်ထဲကတုံရင်နေတာပေါ့ခရမ်းရောက်မိုးချိုးကဘာလို့ပိုပြီးနီးလာတာလဲငါလဲပိုပြီးထိတ်လန့်လာပြီးငါအမှန်တရားကိုစန့်ကျင်နေမိပြီလားမသိဘူးငါသူ့အပေါ်ခံစားချက်တွေရှိနေတော့ပဲသူမစိတ်ထဲမှာတယောက်နဲ့တိုက်ပွဲဝင်နေတဲ့သူ့ဦးလေးကိုမိုးချိုးပြစ်တက်ခံရအောင်လုပ်ရမလားဒါမှမဟုတ်သူ့ကိုအတင်းအဓမ္မတက်ပြစ်ရမလားသူ့လက်ကအရင်လှုပ်ရှားလိမ့်မယ်လို့ငါမမျှော်လင့်ထားမိဘူးဧပြီလမုန်တိုင်းကိုဖောက်ထွက်လာတဲ့ခရမ်းရောက်လျှက်စီးကြောင်းငါတက်ပြင်းချမိတယ်ငါမှန်နေပုံရတယ်ကျန်းဟန်ကငါ့ကိုမုန်းနေပေမဲ့လည်းဒီစန့်ကျင်မှုကြားထဲမှာခံစားချက်တစ်ခုတော့ကြံနေသေးတယ်သူ့ကိုခဏလောက်တော့ငြိမ်သက်အောင်လုပ်နိုင်မယ်လို့မျှော်လင့်နေရင်ဆုံးလူယူရန်ရဲ့ပြဿနာကိုဖြေရှင်းကြတာပေါ့လူယူရန်လည်းပထမတော့အံ့ဩသွားတယ်သူမမညံရဆိုရင်ငါကကျန်းဟန်ကိုထိမှန်သွားတင်တာသူ့စိတ်ခံစားချက်ကအံ့ဩမှုနဲ့ရှုပ်ထွေးမှုကနေစိုးရိမ်ပူပန်မှုနဲ့ကြောက်ရွံ့မှုတွေဘက်ကိုပြောင်းသွားတယ်နောက်ဆုံးမှာတော့သူ့အော်ဟစ်လိုက်တယ်သူ့ရဲ့နှလုံးသားတန်တွေကငါစိတ်ထဲကိုစက်တိုက်ဝင်လာတယ်ငါသူ့ကိုငါလက်နဲ့ပဲတက်ပစ်ချင်တယ်ငါရင်ထဲကနတ်
ဆိုးကိုဖျက်ဆီးပစ်ချင်တယ်ငါမင်းကိုတောင်းပန်နေမင်းဒီလိုမျိုးတေးလို့မဖြစ်ဘူးငါအရန်အံ့ဩသွားတယ်ငါကဒီတိုက်ကွာအကိုကျန်းဟန်ကိုတိုက်ခိုက်ဖို့သုံးမလို့လုပ်နေတာတစ်ချက်ခုံးနှစ်ချက်ပြက်ဖြစ်သွားလိမ့်မယ်လို့ငါမမျှော်လင့်ထားမိဘူး